အားလုံးပဲမင်္ဂလာပါရှင် Smith Cooking Blog မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့လေးမှာချက်ပြပေးမယ့်ဟင်းပွဲလေးကတော့ဝက်သားကိုဝက်ဘိုးဝါမြင့်ချင်လေးနဲ့ရတာရှိအောင်ချက်ပြပေးသွားမှာပါပလောင်တောင်မွေးလေးကိုပစွန်ချောက်လေးနဲ့ရတာရှိလေးကြော်ပြပေးသွားမှာမို့လို့ဒီနေ့ဟင်းပွဲအဆက်ဟန်လေးတွေကိုလည်းဗီဒီယိုလေးထဲမှာညီမနဲ့တူတူဆက်လက်ပြီးတော့ကြည့်ရှုအားပေးကြပါအောင်ရှင်အမအောင်ဆုံးပလောင်တောင်မွေးကျွန်မမလို့ဦးရဲကိုစီလေးထည့်ထားပါတယ်စီပူလာပြီးဆိုရင်တော့စနစ်မုတ်လေးထည့်ပါတယ်ပလောင်တောင်မွေးမထည့်ခင်မှာစီတက်ဖို့အတွက်လိုအပ်တဲ့စက်သွန်ဖြူလေးကိုဦးရဲကိုထည့်လိုက်ပါတယ်ဒီချာချာလေးမွေးလာတဲ့အထိမှွေပေးပါတယ်အခုလိုမွေးလာပြီဆိုလို့ရှိရင်တော့အစင်တင်ရေဆေးပြီးတော့အခုလိုအနီတော့အရွယ်လေးတွေပြတ်ထားတဲ့ပလောင်တောင်မွေးတွေအားလုံးကိုဦးရဲကိုတစ်ခါလေးထည့်လိုက်ပါတယ်ဦးရဲထည့်ပြီးဆိုတာနဲ့အရင်ဆုံးစီလေးနဲ့နှမ်းဆက်အောင်မှွေပေးပါမယ်တေးချလေးနှမ်းဆောင်မွေးပြီးဆိုရင်တော့အရသာအတွက်လိုအပ်တဲ့စားထည့်ပါတယ်အချိုမုတ်ထည့်ပါတယ်ပလောင်တောင်မွေးလေးနဲ့လိုက်ဖက်တဲ့ QC လေးကိုလည်းဦးလေးတွေကိုမြညာလေးထည့်လိုက်ပါတယ်ပစွန်စောက်အကောင်လေးတွေကိုတခါတည်းပလောင်တောင်မွေးထဲမှာထည့်ပြီးတော့ကြောမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဦးတွေကိုထည့်လိုက်ပါတယ်ပြီးရင်တော့အားလုံးကိုတမမျှတစွာနဲ့တိတိကျကျလေးနှမ်းဆက်အောင်မှွေပေးလိုက်ပါတယ်ပလောင်တောင်မွေးဆိုတာအယိုးလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုနူးလောင်းမဲ့ပမာဏလေးရောက်တဲ့အထိရေလေးကိုလိုအပ်သလောက်ထည့်ပေးလိုက်ပါတယ်။အိုးဖုံးလေးအုပ်ပြီးတော့အချိန်လေးအနည်းငယ်လေးချက်တဲ့အထိလေးကြော်ပြဖို့လိုပါတယ်။အခုကတော့အိုးဖုံးလေးအုပ်ထားလိုက်ပါတယ်။အချိန်ငယ်ကြော်ပြီးတဲ့အခါမှာတော့အိုးဖုံးလေးဖွင့်ကြည့်လိုက်တဲ့အခါမှာရေတွေအားလုံးခန်းသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့အခုနေထားဆိုလို့ရှိရင်တော့စားလို့ရပြီပဲဖြစ်ပါတယ်။အရသာရှိတဲ့ပလောင်တောင်မွေးကိုပစွန်ချောက်လေးနဲ့အရသာရှိလေးကြော်တဲ့ဟင်းပွဲလေးပြီးသွားပြီပဲဖြစ်ပါတယ်။ဝတ်သားရင်စစ်ချက်မှဖြစ်တဲ့အတွက်ကြောင့်မလို့ဦးရဲကိုလိုအပ်တဲ့စီပမာဏလေးထည့်ထားပါတယ်။စီပူလာအောင်ဆောက်မှုပြီးဆိုရင်တော့စနစ်မုတ်လေးထည့်ပါတယ်။စီတက်ဖို့အတွက်အစင်းသစ်နှီးထားတဲ့စက်သွန်လေးပပလေးတွေကိုဦးရဲကိုစီတက်ဖို့လောင်းထည့်လိုက်ပါတယ်။ဒီချက်ချလေးမှွေပေးပါတယ်။တော့နီလေးမွေးလာပြီဆိုရင်တော့စက်သွန်အဖြူနဲ့ချင်းနဲ့ရောထောင်းထားတာကိုလည်းစီတက်ဖို့အတွက်ဦးလေးကိုထပ်ထည့်လိုက်ပါတယ်ပြီးရင်တော့အားလုံးကိုလုံးပြီးတော့ထပ်ပြီးတော့မွေးပေးလိုက်ပါတယ်အများနဲ့ပြောနေကြတိုင်းစီတက်တဲ့အခါမှာအချိန်လေးစောင့်ပြီးတော့အနက်လေးမွေးတဲ့အထိစီတက်ပေးဖို့လိုပါတယ်အခုလိုနေထားလိုက်ရပြီဆိုလို့ရှိရင်တော့အယောင်တမုတ်အစိမ်းမုတ်လေးကိုထည့်လိုက်ပါတယ်ပြီးရင်တိတိကျကျထပ်ပြီးတော့မွေးပါတယ်အမြဲတမ်းစီတက်တဲ့အခါမှာအနံ့ရောအရသာပြည့်စုံစေဖို့အတွက်ငံပြားရည်လေးကိုလည်းထည့်ပြီးတော့စီတက်ပါတယ်အဲ့တော့အားလုံးကိုတတိချာချာလေးနှံဆက်အောင်မွေပြီးတော့အချိန်လေးနည်းနည်းလေးစောင့်လိုက်ပြီဆိုလို့ရှိရင်တော့အခုလိုစီတက်တာကအနံ့ရောအရသာကိုမွေးလာတဲ့အနေထားကိုရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့အစင်သင်းစီကြောတန်းစင်ပြီးတော့အနေတော်ရွယ်လေးတုံထားတဲ့ဝတ်သားသုံးသက်သားလေးကိုရတာနိုင်ဝက်လောက်နှပ်ပေးထားပါတယ်ရတာနှပ်ဖို့အတွက်ကတော့စနစ်မုတ်စာအချိုမုတ်ငံပြားရည်ခယူစီပန်းငယ်ညာရည်အနှစ်နဲ့ဝတ်သားလေးကိုတတိချာချာလေးနိုင်ဝက်လောက်လုံးပြီးတော့နှပ်ထားပေးပါတယ်အခုကတော့စီတက်တာလည်းရလောက်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဝတ်သားလေးတွေကိုဦးတွေကိုအားလုံးလောင်းထည့်လိုက်ပါတယ်တတိချာချာလေးစီတက်ထားတာနဲ့ဝတ်သားလေးတွေကိုမွေးလာတဲ့အထိရင်ဦးဆုံးလုံးပြီးတော့စီတက်ပေးဖို့လိုပါတယ်စီတက်ထားတာနဲ့ဝတ်သားတွေအားလုံးကိုတိတိကျကျလေးနှမ်းဆက်အောင်လုံးပြီးပြီဆိုလို့ရှိရင်တော့ဝတ်သားနူးဖို့အတွက်ပထမတရေရင်ဦးဆုံးဝတ်သားလေးတွေမြုပ်တဲ့အထိရေလေးတွေထည့်ပြီးတော့ဝတ်သားစီပြန်လာတဲ့အထိပထမတရေခန်းသွားအောင်ချက်ပေးဖို့လိုပါတယ်အနံ့လေးတွေလုံးစေဖို့အတွက်အိုးဖုံးလေးအုပ်ပြီးတော့ပထမတရေခန်းတဲ့အထိအချိန်လေးစောင့်ပြီးတော့ချက်ပေးလိုက်ပါတယ်အိုးဖုံးလေးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ပထမတရေရခန်းပြီးတော့စီပြန်လာတဲ့အနေထားရောက်ပြီဆိုလို့ရှိရင်တော့ဒီနေ့အတွက်ဝတ်သားကိုဝက်ဘိုးဝါမြင့်ချင်လေးနဲ့ရတာရှိအောင်ချက်ပြတာဖြစ်တဲ့အတွက်ကြောင့်မလို့တေးသေးချာချာလေးရေးဆေးပြီးတော့အနေရောရွယ်လေးတုံးထားတဲ့ဝက်ဘိုးဝါမြင့်တွေအားလုံးကိုအိုးထဲကိုလောင်းပြီးတော့ထည့်လိုက်ပါတယ်မြင့်ချင်လေးနဲ့ဝတ်သားလေးတွေနဲ့ကိုအမနဲ့တာပြီးတော့နှက်ဆက်သွားအောင်လုံးပြီးတော့ချက်ပေးဖို့လိုပါတယ်ဝတ်သားနှစ်ချင်သုံးလေးတွေကိုတတိချာချာလေးလုံးပြီးတော့ချက်ပေးပြီဆိုလို့ရှိရင်တော့ဝတ်သားလည်းတရေပဲရှိတဲ့အတွက်ကြောင့်မလို့မနူးသေးပါဘူးနှစ်ချင်လေးလည်းနူးဖို့အတွက်လိုအပ်တဲ့ရေပမာဏလေးတွေကိုအိုးထဲကိုထည့်လိုက်ပါတယ်ဝတ်သားနှစ်ချင်ဟင်းပွဲလို့ပြောတဲ့အတွက်ကြောင့်မလို့ဒုတိယရေကိုတော့လုံးဝစီပြန်ပြီးတော့ခန်းတဲ့အထိတော့မလိုပါဘူးအရေတောက်လေးအနေနဲ့စမ်းစားလို့ပဲဖြစ်ဖြစ်တောက်စားလို့ပဲဖြစ်ဖြစ်ပွက်ဆူပြီးတော့ချက်လောက်တဲ့နေတာရောက်ပြီဆိုလို့ရှိရင်တော့အိုးလေးချလို့ရပါတယ်နော်အခုကတော့ဒုတိယရေလေးကိုပွက်လေးဆူလာပြီးတော့အထက်ကဝတ်သားမြစ်ကောနူအီဖို့အတွက်အိုးဖုံးလေးအုပ်ပြီးတော့ချက်လိုက်ပါတယ်။
ကဲအခုအိုးဖုံးလေးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဝတ်သားမြစ်ကောနူပြီးတော့အရေးလေးရလဲတောက်စားလို့ရတဲ့အနေထားရောက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အခုအနေထားဆိုရင်တော့ပကံလေးတွေကိုစားဖို့အတွက်အစင်းနဲ့နှက်ခတ်လို့ရပြီပဲဖြစ်ပါတယ်ရှင်ရတာရှိရဲ့ဝတ်သားမြစ်ချင်းဟင်းပွဲလေးရသားကြီးပဲဖြစ်ပါတယ်ဒီနေ့မှညီမချက်ပြပေးခဲ့တဲ့ဟင်းပွဲလေးကတော့မိမိတို့အိမ်မှာထမင်းအဆက်ဟန်တဲ့စီပြီးတော့ထမင်းစားမိန်စီမယ်လို့တော့ညီမထင်ပါတယ်အခုလိုမျိုးညီမရဲ့ဗီဒီယိုလေးတွေကရိုးရှင်းလက်ကူပြီးတော့မိမိတို့အိမ်မှာလည်းကျမကြီးနဲ့မျှတတဲ့ပုံစံလေးတွေကိုအဓိကထားပြီးတော့ချက်ပြုတ်ပြီးတော့တင်ဆက်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညီမရဲ့ဗီဒီယိုလေးကိုအစားအဆုံး like ပါကြည့်ရှုပေးခဲ့ကြတဲ့ဒုတိယချင်းအားလုံးလည်းကျေးဇူးအများကြီးပဲတင်ရှိပါတယ်ရှင်ညီမရဲ့ဗီဒီယိုလေးတွေကို YouTube ကနေပဲဖြစ်ဖြစ် Facebook ကနေပဲဖြစ်ဖြစ်ဆက်လက်ပြီးတော့အားပေးကြည့်ရှုကြပါအောင်နော်နောက်နေ့လေးတွေမှာလည်းအကျိုးရှိပြီးတော့အရသာဟင်းပွဲလေးတွေအဆက်ဟန်မိစီတဲ့ဗီဒီယိုလေးတွေကိုတင်ဆက်ပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ညီမရဲ့ဗီဒီယိုလေးတွေကိုလည်းဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်နောက်နေ့မှပြန်တွေ့ပါမယ်နော်အားလုံးပဲ love you all ပါရှင်